ရင်နာစရာကောင်းတဲ့မြန်မာချက်ငွေရဲ့နန်းကျဇလံတမိုင်းဆိုတာတစ်ခါတလေမှာအိမ်မက်တစ်ခုလိုပါပဲဒီနေ့ခေတ်မြန်မာပြည်သူတွေရဲ့လက်ထဲမှာ1000တန်ငွေဆက်ကူတွေကတရက်စာဘိုးတော်မနေရုံခံနေရတဲ့အချိန်ဒေါ်လာကို4000ကျပ်ဝန်းကျင်ထိပေးဝယ်နေရတဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်ပေါင်း80ကအဖြစ်အပျက်ကိုပြောပြရင်လူငယ်တွေကပုံပြင်းလိုပဲထင်ကြပါလိမ့်မယ်ဒါပေမဲ့ဒါဟာတကယ်အဖြစ်အပျက်ပါတချိန်ကကျွန်တော်တို့ရဲ့မြန်မာချက်ငွေကကမ္ဘာအင်အားကြီးအမေရိကန်ဒေါ်လာကိုရင်ပေါင်တန်းနိုင်ရုံတင်မကပဲအာရှတိုက်ရဲ့စီးပွားရေးအချက်ချမှာဂုံယူဝင်ကြွားစွာရက်တည်နိုင်ခဲ့တဲ့ငွေကြေးတစ်ခုဖြစ်ခဲ့ပူပါရီကိန်းဂဏန်းတွေကတမိုင်းကိုစကားပြောပါရီ1948ခုနှစ်လွတ်လပ်ရေးရပြီးစားကနေ1960ခုနှစ်ဝန်းကျင်အထိအပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့မှတ်တမ်းတွေကိုပြန်လှန်ကြည့်ရင်အန်အိုစရာအချက်လက်တွေကိုတွေ့ရပါလိမ့်မယ်အဲ့ဒီခေတ်ကမြန်မာနိုင်ငံရဲ့တရားဝင်ငွေလဲလှယ်နှုန်းကဒေါ်လာကို4.86ပြား4.06ကျပ်သာရှိခဲ့တာပါဒီနှုန်းထားကဆယ်စုနှစ်တခုကျော်ကြာအောင်ကြောက်စာတိုင်းစိုက်တယ်လို့ခိုင်းမှနေခဲ့တာဖြစ်ပြီးကမ္ဘာစီးပွားရေးလောကမှာမြန်မာကျပ်ငွေကိုယုံကြည်စိတ်ချအရဆုံးငွေကြေးစည်းရင်းနဲ့တွတ်သွင်းထားခဲ့ပါသည်ဒါကိုပုံမြင်အောင်ပြောရရင်အခုခေတ်မှာကျွန်တော်တို့အထင်ကြီးနေရတဲ့အိန္ဒိချင်းထိုင်းဘတ်ငွေကအဲ့ဒီခေတ်ကဒေါ်လာကို20ဘတ်ကျော်ထိပေါက်စီရှိခဲ့ပါသည်ဆိုလိုတာကမြန်မာတစ်ချက်ကထိုင်း4ဘတ်ကျော်နဲ့ညီမျှနေခဲ့တာပါဂျပန်ယန်ငွေဆိုရင်ပိုတောင်ဆိုးပါသေးတယ်1950ဝန်းကျင်မှာဒေါ်လာကိုဂျပန်ယန်360ထိပေါက်နေချိန်မှာကျွန်တော်တို့ရဲ့ကျပ်ငွေက9ကျပ်တောင်မပြည့်တဲ့တန်ဖိုးနဲ့ဝင်ကျွမ်းနေခဲ့တာပါရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာဒေါ်လာကိုဘယ်သူမှဂရုတစိုက်မစူးစောင်းခဲ့ကြသလိုကျပ်ငွေကလည်းနိုင်ငံတကာကုန်သွယ်မှုတွေမှာရွှေလိုတန်ဖိုးရှိခဲ့ပါတယ်ငွေလဲနှုန်းဆိုတာကိန်းဂဏန်းတက်မဟုတ်ပါဘူးပြည်သူတွေရဲ့လူနေမှုဘဝပါအဲ့ဒီခေတ်ကအစိုးရဝန်ထမ်းတယောက်ရဲ့လာစာက100ကျပ်ကနေ200ကျပ်ဝန်းကျင်ပဲရှိပေမဲ့အဲ့ဒီငွေနဲ့တင်ရွှေသားစစ်စစ်တစ်ကျပ်သားကိုစိတ်ကြိုက်ဝယ်ယူနိုင်ခဲ့ပါတယ်လက်လန်းမီတဲ့အချက်လက်တွေကိုလိုက်ကြည့်ရသလောက်1950ခုနှစ်လောက်မှာရွှေတစ်ကျပ်သားက180ကျပ်လောက်ပဲရှိခဲ့တာပါအခုတော့300နာကတ်လာနေပါပြီဘလောက်တောင်ကွာလဲဆိုတာကတော့စဉ်းစားကြည့်လို့ရပါတယ်နောက်ပြီးအခြေခံစားတောက်ကုန်တွေဖြစ်တဲ့စံစီစားဆိုတာကတော့ပြောနေစရာတော့မလိုအောင်ပေါ်များလွန်းလာတာပါမြန်မာပြည်သားတွေကနိုင်ငံခြားကိုပညာတော်သင်သွားတဲ့အခါပဲဖြစ်ဖြစ်အလဲပတ်သွားတဲ့အခါပဲဖြစ်ဖြစ်အိတ်ထဲကကြက်ငွေကိုပဲရေယုံကြည်ကြည်နဲ့ကိုင်ဆောင်သွားနိုင်ခဲ့တဲ့အထိကြက်ငွေရဲ့ဝယ်ယူနိုင်စွမ်းအားကထိတ်တန်းမှရှိနေခဲ့ပါတယ်ဘာကြောင့်ဒီလောက်အင်အားတောင်းတင်းခဲ့ရတာလဲအဖြေကတော့ရှင်းပါတယ်အဲ့ဒီခေတ်ကမြန်မာနိုင်ငံကအာရှရဲ့စံအိုးကြီးလို့တင်စားခံရလောက်အောင်ကမ္ဘာနံပါတ်1စံတင်ပို့တဲ့နိုင်ငံဖြစ်နေခဲ့လို့ပါပဲစံတင်မကပဲကျွန်းသစ်တပ်ထုနဲ့ရေနံစတဲ့တဘာဝတင်ရစားတာတွေကိုကမ္ဘာဈေးကွက်ထဲကိုအလုံးရင်းနဲ့တင်ပို့နိုင်ခဲ့တာကြောင့်နိုင်ငံခြားအရန်ငွေတွေကဗဟိုဘဏ်ထဲမှာပြည့်ရှင်နေခဲ့ပါသည်နိုင်ငံတကာရဲ့ငွေကြေးတန်ဖိုးဆိုတာအဲ့ဒီနိုင်ငံရဲ့ကုန်ထုတ်လုံနိုင်စွမ်းပေါ်မှာအခြေခံနေဆိုတာကိုအဲ့ဒီခေတ်ကမြန်မာကျပ်ငွေကတက်တည်ပြခဲ့တာပါဒါပေမဲ့ဒီလောက်လှပခဲ့တဲ့အတိတ်သမိုင်းကြောင်းကဘယ်အချိန်မှအကြောင်းတွေစတင်ခဲ့တာလဲဘလို့မူဝါဒအမားတွေကကျွန်တော်တို့ရဲ့ကျပ်ငွေကိုတဖြည်းဖြည်းချင်းအစိတ်ခတ်ခဲ့တာလေအာရှရဲ့အချမ်းသာဆုံးစီးရင်ဝင်နိုင်ငံတစ်ခုကနေကမ္ဘာအစင်းရဲဆုံးစီးရင်တွေကိုဘလို့နည်းနဲ့ရောက်ရှိသွားခဲ့ရတယ်လေဆိုတာကတော့ရင်နာစရာကောင်းတဲ့သမိုင်းသင်ခန်းစာတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုရဲ့နောက်ထပ်အပိုင်းတွေမှာကျပ်ငွေရဲ့ကြာဆုံးခန်းနဲ့ဘယ်အရာတွေကတန်ဖိုးကိုဖျက်ဆီးခဲ့တယ်လဲဆိုတာကိုအသေးစိတ်ဆက်လက်ဖြေချသွားပါမယ်ဖြစ်ပါတယ်အဲ့ဒီချိန်ကရန်ကုန်မြို့ကိုပြန်ကြည့်ရင်အာရှရဲ့အလှဆုံးအစီကားဆုံးမြို့တစ်မြို့ပါစင်ကာပူနိုင်ငံရဲ့ဖခင်ကြီးလီကွမ်ယူကိုရိုင်းကစင်ကာပူကိုမြန်မာပြည်လိုဖြစ်အောင်လုပ်မယ်လို့အားကြတကြီးပြောခဲ့ရတဲ့အထိကျွန်တော်တို့ကရှေ့ကပြေးနေကြတာပါထိုင်းမလေးရှားနဲ့တောင်ကိုရီးယားနိုင်ငံတွေကကျောင်းသားတွေကရန်ကုန်တက္ကသိုလ်မှာလာရောက်ပညာသင်ခဲ့ကြရပါတယ်ဒါဟာကျပ်ငွေရဲ့တန်ဖိုးကြောင့်နေမှာကပဲမြန်မာစီးပွားရေးရဲ့အားကောင်းမောင်းတန်ဖြစ်မှုကိုပြသနေတဲ့သက်သေတွေပါပဲတာမန်ပြည်သူတယောက်ရဲ့ဘဝကတော့အေဂျင့်လုံးလာပါတယ်1950ဝန်းကျင်မှာအခြေခံလုပ်သမားတယောက်ရဲ့တနေ့လောအားက3ချက်ကနေ5ချက်ဝန်းကျင်ရှိတတ်ပြီးအဲ့ဒီခေတ်ကအမဲသားတစ်ပိတ်သားကိုကျပ်20ဝန်းကျင်ကျပ်အုပ်တစ်လုံးကိုပြား20ဝန်းကျင်သာရှိပါတယ်ငွေ100ကျပ်ကင်ထားရင်မိသားစုတစ်စုလုံးတစ်လစာကောင်းကောင်းစားတောင်းနိုင်တဲ့အပြင်ပိုရှန်နာကိုစုဆောင်းနိုင်တဲ့အထိကျပ်ငွေရဲ့ဝယ်ယူနိုင်စွမ်းအားကအမကန်ဖြစ်ခဲ့တာပါဒါပေမဲ့ဒီလိုတရားဖြောင်ပြူးနေတဲ့လမ်းကြောင်းက1950နောက်ပိုင်းပြည်တွင်းတောင်းကျမ်းမှုတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်စတင်ရိမ့်ညိုင်လာခဲ့ပါတယ်အစိုးရရဲ့အသုံးစရိတ်တွေများလာပြီးကုန်ထုတ်လုပ်မှုပိုင်းမှာအားနည်းချက်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီအချိန်တွေကနောက်တစ်ချိန်မှာကျပ်ငွေကိုကြောက်ထဲကိုတွန်းပို့မဲ့ဆိုရှယ်လစ်စနစ်စီကိုဦးတည်သွားစေခဲ့တဲ့အလဲပတ်တစ်ခုဖြစ်ခဲ့ရတာပါ1962ခုနှစ်မတ်လ2ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းလိုက်တာကကျပ်ငွေရဲ့ကံကြမ္မာကိုဇောက်တုံးမိုးမြော်ပြောင်းလဲပစ်လိုက်တဲ့နေ့တစ်နေ့ပါပဲမြန်မာနီးမြန်မာဟန်ဆိုရှယ်လစ်စနစ်ဆိုတာကြီးရောက်လာတဲ့အခါမှာပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအကုန်လုံးကိုပြည်သူပိုင်ဖြစ်သိမ်းယူလိုက်ပါတယ်ဒီမူဝါဒကြောင့်လွတ်လပ်တဲ့ကုန်သွယ်မှုတွေရပ်ဆိုင်းသွားပြီးနိုင်ငံတကာယင်းနှိမ့်မြုပ်နှံသူတွေဟာလည်းကြောက်လန့်တကြားနဲ့မြန်မာပြည်ကနေထွက်ခွာသွားခဲ့ကြရတာပါနိုင်ငံတော်ကပဲအရာရာကိုချုပ်ကင်လိုက်တဲ့အခါမှာစက်ရုံအလုပ်ရုံတွေကအရင်လိုထိရောက်တဲ့ထုတ်လုပ်မှုတွေမလုပ်နိုင်တော့ပါဘူးအရင်ကကမ္ဘာကိုတင်ပို့နေတဲ့စံစပါးထုတ်လုပ်မှုတွေကလည်းလင်းလင်းမြန်မြန်ပဲကျဆင်းလာခဲ့ပါတယ်ပိုးကောင်ကနေရတဲ့နိုင်ငံခြားဝင်ငွေပြတ်တောက်သွားတဲ့အခါမှာဘယ်ဟိုဘဏ်တွေကအရန်ငွေတွေကလည်းတဖြည်းဖြည်းခန်းချောက်လာပါတော့တယ်ဒါဟာကျပ်ငွေရဲ့တန်ဖိုးကိုထိန်းထားပေးတဲ့ကြောက်စူးပြုတ်ထွက်သွားတာနဲ့အတူတူပါပဲ1964ခုနှစ်မေလ18ရက်နေ့မှာလူတို့ကိုအကြီးကျယ်တုံ့လှုပ်သွားစေခဲ့တဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်
အလားကတော့90တန်းနဲ့100တန်းငွေစက်ကူတွေကိုတရားမဝင်ကြီးညာလိုက်တာပါလူတွေကကိုယ့်လက်ထက်ကငွေတွေကိုအစိုးရစီမှာပြန်အပ်ပြီးလဲလှယ်ခဲ့ကြရပေမဲ့တတ်မှတ်ထားတဲ့ပမာဏထက်ပိုတဲ့ငွေတွေကိုတော့အဆုံးရှုံးခံခဲ့ကြရပါတယ်ဒါဟာကျပ်ငွေရဲ့ပေါ်လူတွေရဲ့ယုံကြည်မှုကိုပထမဆုံးချိန်အပြင်းထန်ရိုက်ချိုးလိုက်တဲ့လုပ်ရက်ပါပဲကုန်ပစ္စည်းတွေရှားပါလာပြီးအစိုးရရဲ့ငွေလဲနှုန်းကလည်းပြင်ပပေါက်ဈေးနဲ့ကွာဟလာတဲ့အခါမှာမှောင်ခိုဈေးကွက်ဆိုတာကြီးထွားလာပါတယ်အစိုးရကဒေါ်လာကို6ကျပ်ဝန်းကျင်ပဲရှိတယ်လို့ဇွတ်သတ်မှတ်ထားပေမဲ့ပြင်ပမှာတော့ဒေါ်လာကိုအစမတန်ပေးပြီးတော့ဝယ်နေရပါပြီပြည်သူတွေကအစိုးရထုတ်တဲ့ကျပ်ငွေထက်ရွှေနဲ့ဒေါ်လာကိုပို့ပြီးတော့ယုံကြည်လာကြပြီးအဲ့ဒီချိန်ကနေစလို့မြန်မာပြည်မှာဒေါ်လာစုဆောင်းခြင်းဆိုတဲ့အလေးထားကစီးပွားရေးအရာအကာအကွယ်တစ်ခုလိုဖြစ်လာခဲ့ပါတယ်ကျပ်ငွေရဲ့ကြာဆုံးခန်းမှာအစိုးဆုံးအချိန်ကတော့1988ခုနှစ်စက်တင်ဘာလပါပဲအဲ့ဒီချိန်ကအုပ်ချုပ်သူတွေကဘာကြောင့်မှမသိပဲ25ကျပ်တန်35ကျပ်တန်နဲ့85ကျပ်တန်တွေကိုဖျက်သိမ်းပြီး45ကျပ်တန်နဲ့90ကျပ်တန်တွေကိုအစားထိုးထုတ်ဝေခဲ့ပါတယ်နောက်ပိုင်းမှာအဲ့ဒီ45ကျပ်တန်နဲ့90ကျပ်တန်တွေကိုပါတရားမဝင်ပြန်လည်ကြီးညာလိုက်တဲ့အခါမှာတော့ပြည်သူတွေရဲ့စုဆောင်းထားသမျှငွေတွေကတညာရဲနဲ့ပြဖြစ်သွားခဲ့ရပါတယ်ဒီလောက်ရကလူတို့ရဲ့ဒေါသကိုပေါက်ကွဲစေခဲ့ပြီး1988ခုနှစ်လူတို့အရေးတော်ပုံကြီးရဲ့မီးပွားအစိပ်ပိုင်းတစ်ခုလည်းဖြစ်လာခဲ့တာပါ1988ခုနှစ်မှာဆိုရှယ်လစ်စနစ်ကြီးပြိုလဲသွားတဲ့အခါမြန်မာကျပ်ငွေကလည်းဒဏ်ရာတန်ကျပ်တွေနဲ့ကြံရစ်ခဲ့ရပါတယ်။တချိန်ကဒေါ်လာထက်တန်ဖိုးကြီးခဲ့တဲ့ကျပ်ငွေကအခုတော့အစိုးရရဲ့မူဝါဒအမှားတွေကြောင့်ဂုဏ်သိက္ခာမဲ့သွားခဲ့ပါပြီ။ဒါဟာကျပ်ငွေရဲ့ကြာဆုံးခြင်းဇလန်းရဲ့အစာပဲရှိနေပါသေးတယ်။နောက်ပိုင်းကာလတွေမှာတော့ကျပ်ငွေကတခါမှမကြုံဘူးတဲ့ hyper inflation လို့ခေါ်တဲ့ငွေကြေးဖောင်းပွားမှုငရဲကန်းတွေကိုတက်ဆင်းသွားဖို့လမ်းစာပြိုနေခဲ့ပါပြီ။1988ခုနှစ်နောက်ပိုင်းမှာမြန်မာနိုင်ငံဟာဈေးကွက်စီးပွားရေးစနစ်ကိုကူးပြောင်းမဲလို့ကြွေးကြော်ခဲ့ပါတယ်။ဒါပေမဲ့ငွေကြေးမူဝါဒတွေမှာတော့အတိတ်ကအမှားဟောင်းကြီးကိုစုပ်ကိုင်ထားနေတုံးပါပဲ။အဲဒါကတော့တရားဝင်ငွေလဲနှုန်းကိုဒေါ်လာလျင်6ကျပ်40ပြဝန်းကျင်မှာပဲနှစ်ပေါင်း20ကျော်ကြာအောင်အသေးစုပ်ကိုင်ထားခဲ့တာပါ။ဒီနှုန်းထားကလက်တွေ့ပြင်ပလောကနဲ့လုံးဝကင်းကွာနေပြီးစက်ကူပေါ်ကကိန်းကနန်းတက်တာဖြစ်နေခဲ့ပါတယ်။အစိုးရက6ကျပ်ကျော်လို့သတ်မှတ်ထားချိန်မှာပြင်ပမှောင်ခိုဈေးကွက်မှာတော့ကျပ်ငွေတန်ဖိုးကတရိပ်ရိပ်ထိုးကျနေပါတယ်။1990ဝန်းကျင်မှာဒေါ်လာကိုကျပ်40-50ဝန်းကျင်ရှိခဲ့ရကနေ2000ပြည့်နှစ်တွေတဲကိုရောက်တဲ့အခါကျပ်900 800နောက်ဆုံး1000ကျော်အထိကိုခုန်တက်သွားပါတယ်။ဒါကမ္ဘာစီးပွားရေးသမိုင်းမှာတရားဝင်နှုန်းနဲ့အပြည့်နှုန်းအစာပေါင်း150ကျော်အထိကွာဟသွားတဲ့ထူးခြားစံပြတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့တာပါ။ဒီလိုကွာဟချက်ကြီးကိုဖြည့်ရှင်းဖို့အတွက်1993ခုနှစ်မှာအစိုးရက FEC Foreign Exchange Certificate ဆိုတဲ့နိုင်ငံခြားသုံးငွေလက်မှတ်တွေကိုထုတ်ဝေခဲ့ပါတယ်။ဒေါ်လာအစားထိုးသုံးစွဲဖို့ရည်ရွယ်ခဲ့ပေမဲ့လက်တွေမှာတော့ဒါဟာကျပ်ငွေရဲ့အခန်းကဏ္ဍကိုပိုပြီးသေးသိမ်သွားစေခဲ့ပါတယ်။လူတွေကကျပ်ငွေထက် FEC ကိုပိုယုံကြည်လာခဲ့ကြပြီးကျပ်ငွေကဈေးကွက်ထဲမှာဒုတိယတန်းစားငွေကြေးတစ်ခုလိုဖြစ်သွားခဲ့ရတာပါဒီငွေလဲနှုန်းကွာချက်ကအချင်းပြတ်ခြားစားမှုတွေအတွက်မြေဩဇာကောင်းဖြစ်စေခဲ့ပါတယ်အစိုးရနဲ့နှိစက်သူတွေအခွင့်ထူးခံတွေကဒေါ်လာကို6ကျပ်နှုန်းနဲ့လဲလှယ်ခွင့်ရနေချိန်မှာတာမန်စီးပွားရေးလုပ်ငန်းရှင်တွေကတော့ဒေါ်လာကို1000ကျော်ပေးနေရတာကတရားမျှတမှုမရှိတဲ့စီးပွားရေးပတ်ဝန်းကျင်ကိုဖန်တီးလိုက်တာပါပဲဒါနိုင်ငံခြားယင်းနှိမ့်မြုပ်နှံသူတွေအတွက်လည်းမြန်မာပြည်ကိုလာဖို့လက်တွန့်စေခဲ့တဲ့အဓိကအတားအဆီးဖြစ်နေခဲ့ပါတယ်1990နောက်ပိုင်းကစလို့မြန်မာနိုင်ငံအပေါ်ကိုချမှတ်ခဲ့တဲ့အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေကလည်းကျပ်ငွေကိုပို့ပြီးတော့အသက်ရှူကျပ်စေခဲ့ပါတယ်။နိုင်ငံတကာဘဏ်လုပ်ငန်းတွေနဲ့ချိတ်ဆက်ရခက်ခဲလာတာပို့ကုန်တွေပိတ်ပင်ခံရတာတွေကြောင့်ဒေါ်လာဝင်ငွေနှဲပါလာပြီးကျပ်ငွေတန်ဖိုးကအောက်ခြေမရှိဘဲထိုးဆင်းသွားခဲ့ပါတယ်။ကျပ်ငွေကနိုင်ငံတကာစင်မြင့်ထက်မှာအပေခံငွေကြေးတစ်ခုဖြစ်လာခဲ့ရပါတယ်။ဒီကာလတစ်လျှောက်လုံးမှာပြည်သူတွေရဲ့စိတ်ထဲမှာကျပ်ငွေဆိုတာစုဆောင်းစရာမဟုတ်ဘူးရတာနဲ့တစ်ခုခုဝယ်ပြစ်ရမယ်ဆိုတဲ့အသည့်ကဆွဲမြဲသွားခဲ့ပါတယ်။ငွေစက်ကူဖြတ်သိမ်းမှုအတွေ့အကြုံတွေနဲ့ငွေလဲနှုန်းမတည်ငြိမ်မှုတွေကြောင့်လူတွေကရွှေမြေကွက်နဲ့ကားတွေကိုပဲယင်းနှိမ့်မြုပ်နှံမှုဖြစ်ရွေးချယ်လာခဲ့ကြပါတယ်။ကျပ်ငွေကဖလှယ်ဖို့အတွက်သာသုံးတဲ့ကရိယာတက်ဖြစ်သွားပြီးတန်ဖိုးတိုးလောင်မှုဆိုတဲ့ဂုဏ်သက်တည်ပျောက်ဆုံးသွားခဲ့ရပါတယ်။2012ခုနှစ်မှာတော့မြန်မာစီးပွားရေးကအိမ်မက်တစ်ခုနဲ့နိုးထလာခဲ့ပါတယ်။ဘဏ်ဘဏ်ကဆယ်စုနှစ်များစွာစုပ်ကိုင်ထားတဲ့6ကျပ်နှုန်းကြီးကိုဖျက်သိမ်းပြီးဈေးကွက်ပေါက်ဈေးအတိုင်းစတင်သတ်မှတ်ခဲ့လို့ပါပဲ။ဒေါ်လာကို800ကျပ်ဝန်းကျင်နဲ့စတင်ခဲ့တဲ့ဒီခရီးလမ်းမှာနိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုတွေစီးဝင်လာပြီးကျပ်ငွေကပြန်လည်ဦးမောဖို့အခွင့်အရေးရလာခဲ့ပါတယ်။2012ကနေ2015ဝန်းကျင်အထိကျပ်ငွေကအတော်တန်တည်ငြိမ်မှုရှိခဲ့တာပါ။ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့အကူအညီတွေရလာသလိုပြည်တွင်းမှာလည်းဘဏ်စနစ်တွေတိုးတက်လာခဲ့ပါတယ်။လူတွေကကျပ်ငွေကိုဘဏ်ထဲမှာရုံကြည်ကြည်နဲ့ပြန်လည်စုဆောင်းလာကြပြီးငွေလဲနှုန်းကလည်း800ကနေ1000ဝန်းကျင်မှာပဲတရွေ့ရွေ့သွားနေကြတာမို့စီးပွားရေးသမားတွေအတွက်အသက်ရှူချောင်ခဲ့တဲ့ကာလတစ်ခုဖြစ်ခဲ့ရတာပါ။ဒါပေမဲ့အခြေခံပြဿနာကတော့မပြေလည်သေးပါဘူး။မြန်မာနိုင်ငံဟာကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းထက်သွင်းကုန်ကိုပဲအစမတန်အားကိုးနေရတော့မှာ။စောင်းစီကအစ73စီအစုံဒေါ်လာပေးပြီးတော့ဝယ်နေရတဲ့အခါမှာဒေါ်လာလိုအပ်ချက်တွေကအမြဲတမ်းမြင်မာနေပါတယ်။ပို့ကုန်ကရတဲ့ဒေါ်လာကနည်းနည်းသွင်းကုန်အတွက်သုံးရတဲ့ဒေါ်လာကများများဖြစ်နေတဲ့ကုန်သွယ်ရေးလုံငွေကကျပ်ငွေရဲ့လေပင်းကိုအမြဲတမ်းညှစ်ထားသလိုဖြစ်နေခဲ့ပါတယ်။2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးအပြောင်းအလဲကကျပ်ငွေအတွက်တော့အဆိုးရွားဆုံးငရေကံပါပဲ။
နိုင်ငံတကာအကူအညီတွေရပ်ဆိုင်းသွားတာနိုင်ငံခြားယင်းနှိမ့်မြုပ်နှံသူတွေထွက်ခွာသွားတာနဲ့အတူကျပ်ငွေရဲ့ပေါ်ယုံကြည်မှုကညာရင်းချင်းပြိုလဲသွားပါတယ်။ဘယ်ဘဏ်ကငွေလဲနှုန်းကိုအတင်းကျပ်ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့ပြင်ပဈေးကွက်မှာတော့ဒေါ်လာဟာ2000 3000ကနေ4000ကျပ်ကျော်လောက်ထိမယမနာထိုးတက်သွားခဲ့ပါပြီ။ဒီနေ့ခေတ်မှာကျပ်ငွေတန်ဖိုးကြာဆင်းမှုကကိန်းဂဏန်းတွေထက်ပိုပါတယ်။ဒါဟာပြည်သူတွေရဲ့ထမင်းဝိုင်းကိုတိုက်ရိုက်ထိခိုက်လာတာပါ။ကုန်စည်နှုန်းတွေကဒေါ်လာဈေးနဲ့အပြိုင်အဆမတန်တက်လာပြီးဒါမှပြည်သူတွေရဲ့ဝင်ငွေကစားဝတ်နေရေးအတွက်မလောက်မငဖြစ်လာပါတယ်။ကျပ်ငွေကတနေ့ထက်တနေ့ပါတဲ့ပါလာပြီးလူတို့ကတကြော့ပြန်မှောင်ခိုဈေးကွက်နဲ့ကုန်စည်နှုန်းတန်ကိုအလူလဲခံစားနေကြရပါတယ်။တချိန်က4ကျပ်ကျော်ယုံနဲ့ဒေါ်လာကိုဝယ်နိုင်ခဲ့တဲ့အထိတ်ကိုပြန်ကြည့်ရင်ဒါဟာမယုံနိုင်စရာကောင်းလွန်းလှပါတယ်။ကျပ်ငွေရဲ့လက်ရှိအကြဆုံးကကျွန်တော်တို့ကိုတင်ပေးနေတာတခုရှိပါတယ်။အဲဒါကတော့နိုင်ငံရေးတည်ငြိမ်မှုနဲ့ခိုင်မာတဲ့ကုန်ထုတ်လုပ်မှုမရှိဘဲနဲ့ငွေကြေးတစ်ခုကိုအမိန့်စားနဲ့ထိန်းချုပ်လို့မရနိုင်ဘူးဆိုတာပါပဲ။ကျပ်ငွေကသူ့ရဲ့ရွှေရောင်တိတ်ကိုပြန်ရှာတွေ့ဖို့ဆိုရင်အဝေးကြီးကိုခရီးနှင်ရအောင်မှာဖြစ်ပါတယ်။ကျပ်ငွေရဲ့နှစ်ပေါင်း80ကျော်ခရီးလမ်းကိုပြန်ကြည့်ရင်ဒါဟာနိုင်ငံတကာနိုင်ငံရဲ့တက်ကြွမှုနဲ့စုပ်ယုံမှုကိုထင်ဟပ်နေတဲ့မှန်ချက်တစ်ခုပါပဲ။တချိန်ကဒေါ်လာကိုမော်ကြည့်စရာမလိုအောင်အားကောင်းခဲ့တဲ့ကျပ်ငွေကဒီနေ့မှာတော့အသက်ရှူဆက်တက်ထားရတဲ့လူနာတစ်ယောက်လိုဖြစ်နေပါပြီ။အတိတ်က4.86ပြားဆိုတဲ့ကိန်းဂဏန်းကကျွန်တော်တို့ကိုဂုဏ်ယူစေသလိုလက်ရှိ4000ကျပ်ကျော်ဆိုတဲ့ပေါက်စည်းကတော့ကျွန်တော်တို့ကိုနာကျင်စေပါတယ်။ဒီကွာချက်ကြီးကနေကျွန်တော်တို့ဘာတွေတင်ယူလိုက်ရပါသလဲ။ပထမဆုံးသင်ခန်းစာကတော့ငွေကြေးတစ်ခုရဲ့တန်ဖိုးဆိုတာယုံကြည်မှုပါပဲ။အစိုးရတရက်ကငွေစက်ကူတွေကိုစိတ်ကြိုက်ဖျက်သိမ်းတာမတည်ငြိမ်တဲ့မူဝါဒတွေချမှတ်တာကပြည်သူတွေရဲ့ယုံကြည်မှုကိုမီးရှို့ဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ။လူတို့ကကိုယ်နိုင်ငံရဲ့ငွေကြေးကိုမယုံကြည်တော့ဘဲတခြားနိုင်ငံကငွေကြေးတွေနဲ့ရွှေကိုပဲလိုက်ဝယ်နေသူကျပ်ငွေရဲ့တန်ဖိုးကဘယ်တော့မှပြန်တက်လာမှာမဟုတ်ပါဘူး။ယုံကြည်မှုဆိုတာတိဆောက်ဖို့ခက်ခဲပေမဲ့ဖျက်ဆီးဖို့ကတော့အမိန့်စာတစ်စောင်ပဲလိုအပ်တာကိုတမိုင်းကတက်တည်ပြခဲ့ပြီးပါပြီ။ဒုတိယအချက်ကတော့ကုန်ထုတ်လုပ်မှုရဲ့အရေးပါပုံပါ။ကျပ်ငွေအားကောင်းခဲ့စဉ်ကမြန်မာနိုင်ငံဟာကမ္ဘာဈေးကွက်ကိုစံတစ်ရေနံစတဲ့အစစ်မှန်ကုန်စည်တွေနဲ့လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ဒီနေ့ကမှတော့ကျွန်တော်တို့ကအကအစအကုန်လုံးကိုပြည်ပကနေဒေါ်လာပေးပြီးတော့ပြန်ဝယ်နေရပါတယ်။ကိုယ်တိုင်ဘာမှမထုတ်နိုင်ပဲသူများစီကနေဝယ်ယူစားတောက်နေတဲ့နိုင်ငံတစ်ခုရဲ့ငွေကြေးကတန်ဖိုးကြာဆင်းနေမှာကတော့တဘာဝနိယာမတစ်ခုပါပဲ။ကုန်ထုတ်လုပ်မှုကငွေကြေးတစ်ခုရဲ့ကြော်ယိုဖြစ်ပါတယ်။တတိယသင်ခန်းစာကတော့စီးပွားရေးကနိုင်ငံရေးရဲ့အရေးဖြစ်တယ်ဆိုတာပါပဲ။နိုင်ငံရေးမတည်ငြိမ်မှုပြည်တွင်းစစ်နဲ့နိုင်ငံတကာရဲ့အထီးကျန်ဆန်မှုတွေရှိနေသွေးကျပ်ငွေကလည်းမြေစာပင်ဖြစ်နေအောင်ပါပါ။ကမ္ဘာယင်းနှိမ့်မြုပ်နှံသူတွေကမြန်မာပြည်ကိုလာဖို့ကြောက်နေကြသွေးနိုင်ငံခြားငွေတွေစီးဝင်မလာသွေးကျပ်ငွေကဒေါ်လာရဲ့တိုက်ခိုက်မှုကိုအမြဲတမ်းခံနေကြရမှာပါ။နိုင်ငံရေးအရာတည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ကျပ်ငွေတန်ဖိုးပြန်တက်ဖို့ဆိုတာလေထဲမှာတိုက်အိမ်ဆောက်လိုက်တယ်လို့ပါပဲ။ကျပ်ငွေရဲ့ရွှေရောင်ထိတ်ကိုပြန်ကြည့်ပြီးနိုင်မျောတတဖြစ်နေရုံနဲ့တော့မပြီးပါဘူး။အဲ့ဒီတမိုင်းကြောင့်ကကျွန်တော်တို့နိုင်ငံမှာဒီလိုဖြစ်နိုင်ခြေတွေရှိခဲ့ဘူးလေဆိုတာကိုပြသနေတာပါ။မှန်ကန်တဲ့မူဝါဒပွင့်လင်းမြင်သာတဲ့အုပ်ချုပ်မှုနဲ့တကယ်တမ်းအလုပ်လုပ်တဲ့ကုန်ထုတ်လုပ်မှုရန်တရားသာရှိမယ်ဆိုရင်ကျပ်ငွေကတနေ့မှာသူ့ရဲ့ဂုဏ်သိက္ခာကိုပြန်ဆယ်နိုင်ပါလိမ့်မယ်။ဒါဟာခက်ခဲတဲ့ခရီးလမ်းဖြစ်ပေမဲ့မဖြစ်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။နေကုန်းချုပ်ရရင်မြန်မာကျပ်ငွေရဲ့နန်းကျဇလန်းကဂိမ်းကနန်းတွေရဲ့အတက်ကြထက်ပိုပါတယ်။ဒါဟာကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာယုံကြည်မှုနဲ့ရုန်းကန်ရမှုတွေရဲ့ဇလန်းပါ။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးရဲ့ဆန္ဒကတော့တနေ့မှာမြန်မာကျပ်ငွေကကမ္ဘာအလယ်မှာဂုဏ်သိက္ခာရှိရှိနဲ့ပြန်လဲဝင်ကြွားလာဖို့ပါပဲ။ဒါပေမဲ့လက်ရှိမှာတော့အဲ့ဒီဆန္ဒကဝေးကွာလာတဲ့အိမ်မက်တစ်ခုပမာဖြစ်နေတာတော့တေချာနေကြောင်းဝေးများလိုက်ရင်ဗီဒီယိုလေးကိုနေကုန်းချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။